ကျွန်တော်အမနီကတဲခဲ့တဲ့ဟိုတန့်နေ accessory တွေကြာကုန်ကြစိတ်ကိုခုသွားရှင်းမှာဖြစ်ပါတယ်ဘယ်လောက်ကြာလဲဆိုတော့အမနီက2ယောက်စာပေါ့နော်2ယောက်စာဟို385ကြာပါတယ်တန့်ကတော့225ပေါ့နော်ကိုတန့်ကိုပိုင်တော့တယောက်ကို30စီနဲ့ပဲကြာမှာအခုကမပါလာတော့225ရဲ့ sleeping bag က60တယောက်ကို30လောက် mattress အရာကင်က40ခုအဲ့ဒါကျွန်တော်ပတ်စံသွားရှင်းမှာဖြစ်ပါတယ်对吗？สวัสดีครับချက်ကောင်းဖြစ်ပါတယ်ကျွန်တော်300ကျော်ကြာတာဆို385ဘက်ခုကတော့ကျွန်တော် document တွေလောက်တာနည်းနည်းစောင့်နေပါတော့နည်းနည်းကြာနေသူ document တွေပိုင်းလုပ်နေစလစ်စလေးရငါပတ်ပို့လည်းပြန်ရအောင်မယ်75 baht 375 300နဲ့85ကြာတယ် This one for receipt for the matted blanket pure together လက်ပါပြအောင်ဟုတ်45ချာ75ขอบคุณครับอันนี้ဟုတ်ချာလေးပါတော့လေကဲပြန်လိုက်ပါဦးမယ်တော့ပြန်လာတော့မယ်ခင်ဗျာကျွန်တော်တို့အခုရဲ့ camping trip ကြီးဒီမှာနေပြီးဆုံးပါတယ်ကြည့်ရှုပေးတဲ့လူတွေအကုန်လုံးကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဘလော့မှာပြန်တွေ့အောင်တက်တာ